တိတ်ဆိတ်ငြိမ်သက်နေတဲ့တောနဲ့ကြီးထဲမှာနေအောင်ကြီးကတစ်ပင်ကြီးတွေရဲ့အကိုင်းခက်တွေကြားကနေဖြာကျနေပါတယ်။မနက်ခင်းရဲ့မြေကြီးနှံကဆိုဆွတ်ထိုင်းမိုင်းနေတဲ့တောနဲ့ရဲ့အငွေအသက်တွေနဲ့ရောရှက်လုပ်နေရပေါ့။တောလိုက်မို့ဆိုကြီးကိုကျော်ကတော့မြေနှိမ်ပိုင်းကပွက်ထူတဲ့လမ်းတစ်လျှောက်ငေါင်းတစီသွားတဲ့နေရာကိုခြေရခံပြီးလိုက်ရင်းနဲ့ပဲခြေကုံလက်ပံကျလို့လာပါတော့တယ်။ဒါကြောင့်တနေရာရောက်မှာတော့ကိုကျော်ကတစ်ပင်ကြီးတစ်ပင်ကိုရွေးချယ်လိုက်ပြီးအမောဖြေဖို့အတွက်အမဲလိုက်စင်တစ်ခုလျင်မြန်စွာဆောက်လုပ်လိုက်ပါတယ်။အဲ့ဒီနောက်အမဲလိုက်စင်ပေါ်တက်ပြီးအနားယူနေတဲ့အချိန်သူနဲ့တိတ်မဝေးတဲ့နေရာမှာတော့သူ့နောက်ကိုအရိပ်ပမာလိုက်လာတဲ့မိုးမိုးကလည်းရောက်လို့နေပါပြီ။ဒီအခါကိုကျော်ကတပ်ပြင်းတစ်ချက်ချကမိုးမိုးဘက်ကိုအသာလေးငဲ့ကြည့်ပြီးခတ်တူတူနဲ့အခုလိုပြောလိုက်ပါတယ်။မိုးမိုးဒီခီးလန်းကတိတ်ကြမ်းကြမ်းလွန်းနေမင်းကိုဒီအန်ရီတွေကြားတဲ့အထိဆက်ခေါ်သွားဖို့ငါမှစိတ်ကိုမရှိဘူးမင်းပြန်တော့ငါကြောင့်မင်းဒုက္ခရောက်မှာကိုငါမလိုလားဘူးကွာကိုကျော်ရဲ့စကားအဆုံးမှာတော့မိုးမိုးတယောက်မောကြည့်လာပါတယ်သူမရဲ့မျက်ဝန်းတွေထဲမှာတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေပေါ်လွင်နေပြီးရှက်ရှင်းမဲ့သူမကခေါင်းကိုဖြည်းဖြည်းချင်းခါရမ်းပြလိုက်ပါတယ်ဒါဆိုရင်လေရှင်ကျမကိုလေးနဲ့များဖို့အကျွေးမြင်မြန်ပေးတော့လေအဲ့ဒါရရင်တော့ကျမလည်းပြန်တော့မလို့တွေးနေတာပါမိုးမိုးရဲ့မင်းကငါတကယ်ကျေးဇူးတင်ပါတယ်မင်းငါနောက်ကိုပတ်စံကြောင့်မဟုတ်ပဲတခြားအကြောင်းကြောင့်လိုက်လာတယ်ဆိုတာငါသိပါတယ်ကိုကျော်ရဲ့စကားအဆုံးမှာတော့မိုးမိုးကသူ့ရဲ့မျက်နှာကိုတစ်ဖက်လှည့်သွားပြီးအနှဲငယ်ရှက်ရွံ့သွားပါတယ်နေအောင်ကြီးကတစ်ပင်တွေရဲ့အရေးအောက်ကနေသူမရဲ့ပါးပြင်ကိုထိတွေ့လိုက်တဲ့အခါပန်းပွင့်လေးတစ်ပွင့်လိုညီရဲတောက်ပနေခဲ့တာပါတိတ်ဆိတ်နေတဲ့တောနက်ကြီးထဲမှာသူမရဲ့ရင်ခုန်သံတွေကအကျယ်ကြီးမြည်ဟင်းနေတယ်လို့ခံစားနေရပါတယ်။မိုးမိုးရဲ့ရင်ထဲမှာတော့မုတ်ဆိုကြီးကိုကျော်ကိုတိတ်တခိုးလေးချစ်နေခဲ့တာပါ။ဒါပေမဲ့မိန်းကလေးတယောက်ရဲ့သဘာဝအတိုင်းဒီခံစားချက်တွေကိုအပြစ်မထွက်အောင်ဖုံးကွယ်နေရပါတယ်။ကိုကျော်ရဲ့အကြည့်တွေကိုရှောင်ရှားရင်အသက်ရှူကျက်တယ်လို့တောင်ခံစားလာရတာပါ။ဒါကြောင့်သူမရင်ထဲမှာလိုက်မော်နေတဲ့ခံစားချက်တွေကိုအပြစ်မထွက်အောင်ထိန်းထားရင်ကိုကျော်ကိုအခုလိုပြောလိုက်ပါတယ်။အော်စကားတွေအများကြီးမပြောပါနဲ့တော့အနားယူလိုက်ပါအောင်။မနှက်ဖြန်ကြရင်အဝေးကြီးသွားရအောင်ပါနော်။သူမရဲ့အတန်ကခါတိုင်းလိုမျိုးအာမန်ပါနေရမျိုးမဟုတ်ပဲနူးညံ့လို့နေတာပေါ့။ဒီလိုနဲ့ကိုကျော်လည်းဘာမှဆက်မပြောတော့ပဲနှစ်ယောက်သာအနားယူဖို့ပြင်ဆင်လိုက်ပါတယ်။အဲ့ဒီအချိန်တောထဲမှာပြန့်လွင့်နေတဲ့မြေကြီးရင်းတဲ့တွေကြားကနေတားရဲတိရစ္ဆာန်တွေရဲ့ခန့်ပြပြအနက်ဆိုတစ်ခုကကိုကျော်ရဲ့နှာခေါင်းထဲကိုပြက်ကနေဝင်ရောက်လာပါတယ်။အဲ့ဒီအနက်ကိုရလိုက်တာနဲ့ကိုကျော်ရဲ့မျက်နှာကချက်ချင်းတီသွားပြီးစိတ်အာရုံတစ်ခုလုံးကလည်းအန်တရာကိုသတိပြုမိသွားတာပါ။ဒါကြောင့်သူကထိုင်နေရကနေမိုးမိုးကိုအတန်တူတူလေးနဲ့ခက်မြက်မြက်ပြောလိုက်ပါတယ်။မိုးမိုးလှုပ်ရှားမှုမလုပ်နဲ့ဒီတိုင်းဝင့်နေအတန်လည်းမပေးနဲ့ကိုကျော်ကမိုးမိုးကိုအဲ့လိုပြောပြီးအမဲလိုက်စင်ပေါ်မှာဝတ်ခိုင်းလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့လှုပ်ထားတဲ့အမဲလိုက်စင်ကမြေကြီးနဲ့တိတ်မကွာလို့ပါ။တကယ်လို့ကြားတစ်ကောင်သာခုန်တက်လာခဲ့မယ်ဆိုရင်သူတို့နှစ်ယောက်စလုံးအသက်အန္တရာယ်ရှိနိုင်တာကြောင့်ဖြစ်ပါတယ်။ကိုကျော်ရဲ့မျက်လုံးတွေကအနက်လာတဲ့အရင်မြစ်ကိုလိုက်ရှာရင်အမဲလိုက်စင်ရဲ့ပတ်ပတ်လေကိုအသက်အနေထားနဲ့စူးစိုက်ကြည့်နေလိုက်ပါတယ်။အဲ့ဒီချိန်မိုးမိုးကနားမလဲသူတို့အကြီးနဲ့ကြည့်ပြီးမေးလိုက်ပါတယ်ဟမ်ဘာပြောတာလဲမိုးမိုးအရင်ဝတ်နေလိုက်ငါကြားသိရအနံရတယ်အိုးရှင်တကယ်ပြောနေရလားမဟုတ်မှလွယ်ရင်ကျမအနံများဖြစ်နေမလားမသိဘူးကျမရေမရှိုးရတာရက်တော်တော်ကြာနေပြီလေဒီအခါကိုကျော်ကသူပြောတာကိုအလေးနဲ့မထားပဲပြန်လဲစားနောက်နေတဲ့မိုးမိုးရဲ့လက်ကိုလျင်မြန်စွာဆွဲယူလိုက်ပြီးသူ့ဘေးနားမှာကတ်ချလိုက်ပါတယ်ရုတ်တရက်ဆိုတော့မိုးမိုးလည်းဟန်ချက်မထိန်နိုင်တော့ပဲကိုကျော်ရဲ့ကိုယ်လုံးပေါ်ကိုလဲကျသွားခဲ့တာပါသူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်တွေကထိဆက်နေပြီးအကြည့်ချင်းဆုံးကတိတ်ဆိတ်ငြိမ်သက်နေကြပါတယ်သူတို့စိတ်ထဲမှာလောကတစ်ခုလုံးတော့ရက်တန့်သွားသလိုခံစားလိုက်ရတာပါအဲဒီလိုအချိန်လေးမှာတယောက်နဲ့တယောက်ရဲ့မြေထွေးရဲ့အသက်ရှူတန်လေးတွေကိုအနိကခံစားမိပြီးရင်ခုန်တန်တွေကလည်းပုံမမြန်ဆန်လို့နေတာပေါ့ရှင်ဒါကြောင့်မိုးမိုးလည်းရှက်သွေးဖြားပြီးမျက်နှာညီရဲကအကြည့်တွေကိုတခြားတစ်ဖက်စီလွှဲလိုက်မိပါတယ်။အဲ့ဒီချိန်ကိုကျော်ကလည်းမတိစိတ်ရဲ့နှိုးဆော်မှုနဲ့မိုးမိုးကို
ပိုပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားမိနေရပါကိုကျော်ရဲ့ရင်ခွင်ထဲမှာရောက်နေတဲ့မိုးမိုးရဲ့ရင်ခုန်တန်တွေကတောနဲ့ကြီးတစ်ခုလုံးကိုအသိပေးလိုက်သလိုတောင်တတိတိတ်နဲ့စူညံနေပါတော့တယ်ဒါကြောင့်သူမကလည်းရှက်ရွံ့စွာနဲ့အခုလိုတူတူလေးပြောလိုက်ပါတယ်ကိုကျော်ရှင်ကျမကိုလွတ်ပေးပါအောင်ကျမအသက်ရှူအောင်ကြက်လာပြီမိုးမိုးကိုဖတ်ထားရင်ကိုကျော်ရဲ့မျက်နှာကလည်းတိတိတသားနီးရဲလာပါတယ်သူတို့နှစ်ဦးကြားကရင်ခုန်တန်တွေဟာပုံမမြန်ဆန်လာပြီးဒေါ်နဲ့ရဲ့တိတ်ဆိတ်မှုကိုဖြိုခွဲတော့မလို့ဖြစ်နေချိန်မှာပဲရုတ်တရက်ဆိုသလိုကြောက်မက်ဖွယ်ရာကြားဟင်းတန်ကပတ်ဝန်းကျင်တစ်ခုလုံးကိုညီဟီသွားစေခဲ့တာပါဒီအခါမှာတော့ကိုကျော်တယောက်စိတ်ထဲကနေဒီကောင်ကွာလို့မကြည့်တင်ကရေရွတ်လိုက်ပါတယ်ပြီးတော့မှမိုးမိုးကိုဖတ်ထားရကနေလွတ်ပေးပြီးအငုတ်ကြည့်လိုက်တဲ့အချိန်မှာတော့တော်တော်လေးအံ့အားသင့်သွားခဲ့တာပါဘာကြောင့်လဲဆိုတော့သူတို့နဲ့မလန်မကမ်းမှရှိတဲ့တစ်ပင်ကြီးတစ်ပင်အောက်မှာဆရာတော်တစ်ပါးကမျက်လုံးတွေကိုမှိတ်ပြီးတရားထိုင်နေတာကိုတွေ့လိုက်ရလို့ပါအဲ့ဒီရှင်ကြားကြီးတစ်ကောင်ကတော်တွင်ရဲ့အရှင်သခင်တူးလိုကြမ်းကြုတ်တဲ့ဟန်ပန်နဲ့ဆရာတော်အနာကိုတဖြည်းဖြည်းတိုးကပ်လာပါတယ်ဒါပေမဲ့ဆရာတော်ကတော့တုံလို့ရှင်မရှိပဲမျက်လုံးတွေကိုမိတ်ထားတော့မှပဲဒီအခါကိုကျော်လဲဆရာတော်အတွက်တော်တော်လေးစိုးရိမ်သွားပြီးအခုလိုရေရွတ်လိုက်ပါတယ်မဖြစ်ဘူးဒီကောင်ဆရာတော်ကိုဘာမှမလုပ်ခင်ဒင်းကိုအရင်ရှင်းမှဖြစ်မယ်ဒါကြောင့်သူကလဲလျောင်းနေတဲ့အနေထားကပဲတနက်ကိုထိုးပြီးကြားရဲ့ဦးခေါင်းကိုတက်တက်ချိန်ရွယ်ကပြစ်လိုက်ပါတယ်ကြည်စံကလေထဲမှာတရက်ကြမ်းဖြတ်သွားပြီးကြားရဲ့ဦးခေါင်းစီကိုဥတီသွားနေခဲ့ပါပြီဒါပေမဲ့ရုတ်တရက်ဆိုသလိုကြားကြီးဟာတနက်တန်ကိုကြားပြီးခေါင်းကိုလှည့်လာတဲ့အချိန်ပြင်းပြင်းနဲ့သွားနေတဲ့ကြည်စံကကြားရဲ့နှစ်ဖူးကိုမထိခင်လေထဲမှာပဲအင်မတန်ကျဲလောင်တဲ့အတန်နဲ့ပောက်ကွဲသွားခဲ့တာပါဒီအခါကြားကြီးလဲကြောက်လန့်သွားပြီးတောထဲကိုအမြန်ဆုံးပြေးဝင်သွားပါတော့တယ်တချိန်တည်းမှာပဲတရားထိုင်နေတဲ့ဆရာတော်ကမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးအခုလိုမိန့်ကြားလိုက်ပါတယ်တတဝါတိုင်းဟာကိုယ့်အသက်ကိုရှစ်ကြတာကြီးပဲဒီကြားမှာလဲအစာအဆောက်မျောနေတဲ့သားပေါက်လေးရှိတယ်တကယ်လို့တကားပြစ်လိုက်တဲ့ကြည်စံကြောင့်ဒီကြားမှာဒီနေရာမှာတည်သွားခဲ့မယ်ဆိုရင်သူ့သားလေးတွေလည်းအစာမစားရပဲသေဆုံးကြရမှာဆရာတော်ရဲ့အတန်ကနူးညံ့ပြီးမြတ်တာတရားတွေအပြည့်ပါဝင်နေရကိုကျော်နဲ့မိုးမိုးတို့သတိပြုလိုက်မိပါတယ်ဆရာတော်ဟာပိန်ပိန်ပါပါနဲ့အရက်ရှိမဲ့ပုံရပြီးအသားကတော့နင်းနေညူပါတယ်သင်္ကန်းကလည်းတောက်ပြောင်မှုမရှိပဲရိုးရိုးရှင်းရှင်းဝတ်စုံကိုဝတ်ထားပေမဲ့ခန္ဓာကိုယ်ရဲ့တည်ငြိမ်မှုနဲ့အေးချမ်းမှုကတော့ထင်ရှားစွာပေါ်လွင်နေရပါကျောင်းမဖွေရကောင်းတဲ့ဒီလိုတော်ထဲမှာဘေးရန်ကင်းစွာထိုင်နေတဲ့ဆရာတော်ရဲ့ဟန်ပန်ဟာရေစီးတန်တဲ့မြစ်ထဲကကြောက်တုံတုံလိုတည်ငြိမ်နေခဲ့ပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ကိုကျော်နဲ့မိုးမိုးတို့ကဆရာတော်ဟာတာမန်ရဟန်းတစ်ပါးမဟုတ်ဘူးဆိုတာကိုချက်ချင်းသိလိုက်ကြပါတယ်ဒါကြောင့်သူတို့နှစ်ယောက်သာတစ်ပင်ဘောကနေအမြန်ဆင်းလာပြီးဆရာတော်ကိုတွားရောက်ဦးချလိုက်ပါတယ်တကားတို့ကဒီလိုတောနဲ့ကြီးထဲမှာဘာလာလောက်ကြတာလဲတင်မဖျားအမှန်အတိုင်းရှောက်ရမယ်ဆိုရင်တပည့်တော်တို့ကငေါင်းသစိနောက်ကိုလိုက်နေရပါဖျားအဲ့ဒီငေါင်းကတပည့်တော်ရဲ့ဇနီးနဲ့သားသမီးတွေကိုတတ်သွားလို့ပါကိုကျော်ရဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ဆရာတော်ရဲ့မျက်နှာကငြိမ်သက်နေပြီးစိတ်ခံစားမှုမရှိတဲ့မျက်လုံးတွေနဲ့ကိုကျော်ကိုကြည့်နေပါတယ်အဲ့ဒီလိုဆရာတော်ကကိုကျော်ကိုတည်ငြိမ်စွာနဲ့စိုက်ကြည့်နေရင်နမိတ်ပုံတစ်ခုကိုရှက်ရှင်မြင်လိုက်တာပါအဲ့ဒါကတော့ကိုကျော်နဲ့မိုးမိုးတို့နှစ်ယောက်စလုံးသွေးရိုင်ထဲမှာတိတ်ဆုံးနေတဲ့နမိတ်ဖြစ်ပါတယ်ဆရာတော်ဟာသူမြင်လိုက်ရတဲ့နမိတ်ကြောင့်တိတ်ဆိတ်စွာနဲ့မျက်ခုံးတွေတွန့်သွားပြီးအခုလိုမိန့်ကြားလိုက်ပါတယ်ဒီတစ်ခါငေါင်းတစ်စီကတကားတို့အရင်ကတိုက်ခိုက်ခဲ့တဲ့ငေါင်းတွေလို့မဟုတ်ဘူးအကောင်ဆုံးကတော့တကားတို့နှစ်ယောက်ဒီလက်စားချေမဲ့စိတ်ကိုဖျက်လိုက်ကြတာပဲကောင်းပါတယ်ဒါပေမဲ့ဆရာတော်ဖျားတပည့်တော်ဒီတစ်ခါခွင့်လွှတ်လိုက်မယ်ဆိုရင်နောက်ပေတော့မှလက်စားချနိုင်တော့မှာမဟုတ်ဘူးလေတပည့်တော်ရဲ့ဇနီးနဲ့သားသမီးတွေကလည်းကောင်းရမွန်ရကိုရောက်မှာမဟုတ်ဘူးဖျားအဲ့လိုကိုကျော်ရဲ့စကားကိုကြားတော့ဆရာတော်ကမျက်လုံးမေးပြီးမျက်ခုံးကိုတွန့်ချိုးလိုက်ပါတယ်ဒါအောင်မြင်တဲ့မိုးမိုးကစိုးရိမ်စိတ်တွေနဲ့အတူထိတ်လန့်သွားပြီးတုံးညင်းတဲ့အတန်နဲ့အခုလိုတောင်းဆိုလိုက်ပါတယ်ဒါဆိုရင်ဆရာတော်ဖျားတပည့်တော်မတို့ကိုကူညီပေးပါအောင်နော်မိုးမိုးရဲ့စကားအဆုံးမှာတော့ဆရာတော်ကဘာမှပြန်မပြောပဲ
မျက်လုံးတွေကိုမှိတ်ပြီးငြိမ်သက်စွာထိုင်နေခဲ့တာပါအဲ့ဒီချိန်တော့တစ်ခုလုံးကအရင်ကထက်ပိုပြီးတိတ်ဆိတ်သွားသလိုခံစားလိုက်ရပါတယ်ခဏနေမှဆရာတော်ကသူ့စိတ်ကိုပြန်စုစည်းလိုက်ပြီးကိုကျော်ကိုပစ္စည်းလေးတစ်ခုပေးလိုက်ပါတယ်အဲ့ဒီအရာကတော့အပြင်ပန်းကနေကြည့်မယ်ဆိုရင်တန်မဏိလိုမှကြောပြီးအတွင်ပိုင်းကတော့ဖန်လိုကြည်လင်နေတဲ့အနက်ရောင်အရာဝတ္ထုတစ်ခုပါကိုကျော်လည်းအဲ့ဒီပစ္စည်းကိုအံ့ဩမှုတွေနဲ့စူးစိုက်ကြည့်ရင်အခုလိုမေးလိုက်ပါတယ်ဆရာတော်ဖေဟာဒါကဘာလဲဖေဟာဒီခါဆရာတော်ကကိုကျော်လက်ထဲမှာရှိနေတဲ့အနက်ရောင်အရာဝတ္ထုကိုညွှန်ပြရင်ငြိမ်သက်အေးချမ်းတဲ့အတန်နဲ့အခုလိုမေးလိုက်ပါတယ်တခါလေဒါကတန်လိုက်ကြောက်ပါတခါလေးရဲ့ဘုံနဲ့ပေါင်းပြီးတော့ဆူရှာတဲ့ဓာတ်တလက်ဖြစ်အောင်လုပ်ရမယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ခမာပရေရဲ့ကျိန်စာတက်နေတဲ့ရေကိုယူပြီးဒီဓာတ်ကိုနှိမ့်ရမယ်ဆရာတော်ရဲ့စကားကိုကြားတော့ကိုကျော်ကအံ့ဩမှုတွေနဲ့အတူရိုသေလေးစားစွာလက်ခံလိုက်ပါတယ်အဲဒီနောက်သူတို့နှစ်ယောက်ကဆရာတော်ရဲ့ခြေထောက်တွေကိုလက်အဖျားလေးနဲ့ထိပြီးပူရှာလိုက်ကြပါတယ်သူတို့နှစ်ယောက်ရဲ့နဖူးတွေကမြေကြီးနဲ့ထိနေချိန်မှာပဲဆရာတော်ရဲ့အတန်ကလေထဲကနေတိုးတိုးလေးထွက်လာပါတယ်လောဘတရားနဲ့ရှာဖွေသူဟာအတုအယောင်ကိုပဲရလိမ့်မယ်လောဘမကြည့်ပဲတည်ငြိမ်စွာနေတဲ့သူအတွက်တော့အမှန်တရားကဒီနေ့မှပေါ်ပေါက်လာလိမ့်မယ်အဲ့ဒီချိန်မှာပဲရုတ်တရက်ဆိုသလိုအရာအလုံးကလှုပ်ခတ်ပြီးအရေးတွေလိုမိမ့်မိန်ပြောက်ကွယ်သွားခဲ့တာပါပတ်ဝန်းကျင်တစ်ခုလုံးကအမောင်တုတွေကိုရောက်သွားပြီးတိတ်ဆိတ်ငြိမ်သက်နေပါတယ်ကိုကျော်နဲ့မမိုးလည်းမျက်လုံးတွေကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့နှစ်ယောက်စလုံးဟာသူတို့ရဲ့အမဲလိုက်စင်ပေါ်မှာပဲရှိနေရကိုတွေးလိုက်ရပါတယ်သူတို့နှစ်ယောက်ရဲ့စိတ်ထဲမှာတော့ဒါဟာအိမ်မက်လားနမိတ်လားဆိုတဲ့မေးခွန်းတွေကတစ်ခုပြီးတစ်ခုပေါ်နေခဲ့တာပါအဲဒီလိုမသေးချာမရေရတဲ့အချိန်လေးမှာကိုကျော်ကသူ့လက်ထဲကိုကြည့်လိုက်တော့ဆရာတော်ပေးလိုက်တဲ့တန်လိုက်ကြောက်ကအမှန်တကယ်ရှိနေသေးတာကိုတွေးလိုက်ရပါတယ်မမိုးလည်းအနက်ရောင်ကြောက်တော့တွေးလိုက်ရချိန်မှာမျက်လုံးအဝိုင်းသားနဲ့အံ့ဩစွာမေးလိုက်ပါတယ်မိုးစိုးကြီးအဲ့ဒါဘာလဲရှင်ဒီခါကိုကျော်ကခဏတာတိတ်ဆိတ်နေပြီးမှသူ့ရဲ့မျက်နှာပေါ်မှာအလေးနဲ့ထားတဲ့ဟန်နဲ့ဖြည်းဖြည်းချင်းပြန်ပြောလိုက်ပါတယ်တချို့အရာတွေကငါတို့လူရှင်လို့ရလာတာမဟုတ်ဘူးဒါပေမဲ့ငါတို့အနေနဲ့အဲ့ဒီအရာတွေကိုရဖို့ရွေးချယ်ခံရတာလည်းဖြစ်နိုင်တယ်ကိုကျော်ရဲ့စကားပြီးမှတော့မိုးမိုးလည်းဘာမှထပ်မမီတော့ပဲတိတ်ဆိတ်သွားခဲ့ပါတယ်အဲ့ဒီအချိန်တောရဲ့တစ်ဖက်မှာရှိနေတဲ့မောင်တစီရဲ့ဝိညာဉ်ဟာလေထဲမှာရှိနေတဲ့ခန္ဓာကိုယ်တစ်ခုစီကိုဖြည်းဖြည်းချင်းပြန်တန်းဝင်ရောက်သွားခဲ့ပါပြီဒီခါအဲ့ဒီခန္ဓာကိုယ်ကအရင်ကထပ်ပိုးပြီးကြန့်ခိုင်တမ်းမာလာပါတော့တယ်ဘာကြောင့်လဲဆိုတော့မောင်တစီအချင်းချင်းရဲ့သွေးတွေနဲ့ခန္ဓာကိုယ်အပိုင်းစားတွေကိုပေါင်းစပ်ပြီးဖန်တီးထားလို့ပါဒီတော့မောင်တစီလည်းသူ့ကိုယ်သူကြည့်ပြီးသဘောကျစွာနဲ့အခုလိုရေရွတ်လိုက်ပါတယ်ဒီခန္ဓာကိုယ်ကိုဘာလည်းနဲ့မှထိခိုက်အောင်လုပ်နိုင်တော့မှာမဟုတ်ဘူးအဲ့ဒီတစ်ချိန်တည်းမှာပဲကိုကျော်တို့နှစ်ယောက်ကဆရာတော်မိန်လိုက်တဲ့ခမာဘရင်ကြီးရဲ့ရဲတိုက်ပြက်ထဲကိုရောက်နေကြပါပြီပြီးတော့အဲ့ဒီထဲမှာမိုးမိုးရဲ့လေးနဲ့ဆရာတော်ပေးလိုက်တဲ့တန်လိုက်ကြောက်ကိုပေါင်းစပ်ပြီးဓာတ်တက်လက်ဖြစ်လာအောင်လုပ်နေခဲ့တာပါပြီးသွားတဲ့နောက်မှာတော့အဲ့ဒီဓာတ်ကဖြည်းဖြည်းချင်းအလင်းရောင်တွေထွက်ပေါ်လာပါပြီဒါကိုမြင်ရတဲ့မိုးမိုးကနားမလည်တဲ့ပုံစံနဲ့အခုလိုပြောလိုက်ပါတယ်မိုးဆိုကြီးဒီဓာတ်ကိုရဲတိုက်ထဲကရင်နဲ့ဘာလို့နှိရမှာလဲကျမကတော့မလိုအပ်ဘူးလို့ထင်တာပဲငါစိတ်ထဲမှာတော့မောင်တစီနဲ့ခမာလူမျိုးတွေကြားထဲမှာဆက်နွယ်မှုတစ်ခုတော့ရှိနေလိမ့်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဘယင်ကြီးဇေယျကုံမန်ကသူ့ရဲ့မျိုးနွယ်စုကိုတိုက်ခိုက်ပြီးချင်းနှန်းကိုဖျက်ဆီးမဲ့သူတွေကိုကျိန်စာတိုက်ထားခဲ့တယ်အဲ့ဒါကလည်းအတော်လေးကိုပြင်းထန်ပြီးအမြင့်တွယ်နေတာအဲ့ဒီရန်ညိုတွေကအခုထိမပြောက်သေးဘူးအဲ့ဒီလိုပြောပြီးအလင်းရောင်တွေထက်နေတဲ့ဓာတ်ကိုကိုင်းကအောင်မြင်မှုအတွက်ပျော်ရွှင်နေတော့မှာပဲရဲလက်ကြီးရဲ့မျက်နှာချက်ကနေကျဲလောင်တဲ့အတန်တန်ထွက်ပေါ်လာပါတယ်ပြီးတော့ရုတ်တရက်အမောင်တို့တွေကနေမဲညက်နေတဲ့အရေးကြီးတစ်ခုကလည်းကိုကျော်ရဲ့ရှေ့ကိုပြုတ်ကျလာခဲ့တာပါအဲ့ဒါကတော့သူတို့အပူတပြင်းလိုက်ရှာနေကြတဲ့ငေါင်းတစေဘရင်ကြီးပဲဖြစ်ပါတယ်အဲ့ဒီငေါင်းတစေကြီးကသွေးရောင်လိုညီရဲနေတဲ့မျက်လုံးကြီးတွေနဲ့ကိုကျော်စီကိုရောက်လာပြီးခေါင်းအောက်လိုက်တာပါပြီးတော့သူ့ရဲ့ခြေထောက်နဲ့ကန်လိုက်တဲ့အခါကိုကျော်ရဲ့ခန္ဓာကိုယ်ဟာအရှိန်ပြင်းပြင်းနဲ့ကြောက်နေရန်ကိုတိုက်မိသွားပြီးချက်ချင်းပဲသတိလစ်သွားပါတော့တယ်
ကိုကျော်ရဲ့လက်ထဲကအလင်းရောင်တွေနဲ့ဓာတ်ကလည်းမြေပြင်ပေါ်ကိုလွင့်စင်ကျသွားခဲ့ပါပြီ။ဒါကိုမြင်လိုက်ရတဲ့မိုးမိုးလည်းစိုးရင်တကြီးနဲ့အခုလိုအော်လိုက်မိပါတယ်။ဟုတ်ဆိုကြီးကိုကျော်တတိလစ်သွားတဲ့နောက်မိုးမိုးကအလင်းရောင်တွေထွက်နေတဲ့ဓာတ်ကိုချက်ချင်းပဲကောက်ယူလိုက်ပါတယ်။ပြီးတော့သူမကတစ်စက္ကန့်လေးအောင်မတွန်းဆုပ်ပဲငေါင်းတစိစီကိုခတ်သွက်ရှီတက်သွားခဲ့ရပါ။အဲဒီနောက်သူမကလက်ထဲမှာကင်ထားတဲ့ဓာတ်နဲ့ငေါင်းတစိရဲ့ရင်ဘတ်ကိုအားကုန်သုံးပြီးခုတ်ချလိုက်ပေမဲ့ဓာတ်သွားဟာတလက်မတောင်အထဲကိုစိုက်မသွားပါဘူး။ဒီအခါငေါင်းတစိကလည်းဒေါသတန်တဲ့အတူမိုးမိုးကိုကြည့်ပြီးအခုလိုပြောလိုက်ပါတယ်။မင်းလိုမိန်းမတယောက်ကငါ့ကိုတတ်နိုင်မှာမဟုတ်ဘူးကွာ။အဲဒီနောက်မိုးမိုးစီကိုဖြည်းဖြည်းချင်းလျှောက်လာပြီးသူ့ရဲ့မျက်လုံးနေကြီးတွေနဲ့စူးစိုက်ကြည့်နေခဲ့တာပါ။ငေါင်းတစီကြီးမိုးမိုးအနားကိုမရောက်ခင်မှာပဲသတိပြန်ရလာတဲ့ကိုကျော်ကငေါင်းတစီကိုနောက်ကနေခုံအောက်လိုက်ပါတယ်။ဒီအခါနှစ်ယောက်သားရဲတဲ့အတွင်းကကျိန်စာတစ်နေတဲ့ရေကန်တဲကိုလိမ့်ကျသွားခဲ့တာပါ။အချိန်ပြင်းပြင်းနဲ့ပြုတ်ကျသွားတာကြောင့်ရေတွေဟာဟိုဟိုတီတီပြန့်လွင့်သွားပါတယ်။ကျိန်စာတစ်နေတဲ့ရေကန်ထဲမှာကိုကျော်နဲ့ငေါင်းတစီတို့တိုက်ခိုက်နေကြစင်မှာပဲကိုကျော်ရဲ့အတန်ကအားအိမ်ကုန်ခန်းနေပေမဲ့ရှင်းလင်းပြတ်သားစွာထွက်ပေါ်လာပါတယ်။မိုးမိုးငါ့ကိုထိုးလိုက်ရေပေါ်လာမှစောင့်မနေနဲ့တော့မကြောက်နဲ့ထိုးရှားလိုက်ကိုကျော်ရဲ့အတန်ဆုံးမှာပဲငေါင်းတစီရဲ့ကျဲလောင်တဲ့ဟိန်းတန်ကရဲတဲ့တစ်ခုလုံးကိုညီဟိန်းသွားစေပါတယ်။အဲ့ဒီအချိန်မိုးမိုးကလည်းကိုကျော်ကိုဓာတ်နဲ့ထိုးရမှတုံဆိုင်နေပြီးသူမရဲ့မျက်လုံးတွေကလည်းပြူးကျဲလာကတကူလုံးတုံရင်နေခဲ့တာပါ။ဒါပေမဲ့လည်းဒါကငေါင်းတစီကိုအနိုင်ယူနိုင်ဖို့တခုတည်းတော့အခွင့်အရေးဆိုတာကိုသူမသိပါတယ်။ဒါကြောင့်မိုးမိုးကအသက်ကိုပြင်းပြင်းရှူလိုက်ပြီးသူမရဲ့ပါးပြင်ပေါ်ကစီးကျလာတဲ့မျက်ရည်တွေနဲ့အတူကျဲလောင်စွာအော်ပြောလိုက်ပါတယ်။ကျမကိုခွင့်လွှတ်ပါမိုးဆိုးကြီး။သူမကအဲ့လိုပြောပြီးကျိန်စာမသိသေးတဲ့ဓာတ်နဲ့ရေထဲမှာတယောက်နဲ့တယောက်တပ်ပုတ်နေတဲ့ကိုကျော်တို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုထိုးဆိုင်လိုက်ပါတယ်။ဒီအခါရေထဲမှာအနက်ရောင်သွေးတွေနဲ့အနီရောင်သွေးတွေရောပြီးပြန့်နှံ့လို့သွားခဲ့တာပါ။ပြီးတော့ဓာတ်ရဲ့အလင်းရောင်ကလည်းတဖြည်းဖြည်းမှိန်ဖြော့ကပျောက်ကွယ်သွားခဲ့ပါပြီ။အဲ့ဒီအချိန်ရုတ်တရက်ဆိုသလိုငေါင်းတစီရဲ့ခန္ဓာကိုယ်ကရေပြင်ပေါ်ကိုတက်လာပြီးကျဲလောင်စွာအော်ဟစ်နေခဲ့ပါတယ်။အဲ့ဒီအတန်ဟာငရဲမီးနဲ့လောင်ကျွမ်းနေတဲ့ဝိညာဉ်တစ်ခုလုံးနာကျင်စွာအော်ဟစ်နေတာပါ။ပြီးတာနဲ့ငေါင်းတစီရဲ့ခန္ဓာကိုယ်ဟာပြင်းပြင်းထန်ထန်လှုပ်ရမ်းသွားပြီးအစိတ်စိတ်အမော်မှာကွဲထွက်သွားပါတယ်။ငေါင်းတစီရဲ့အနက်ရောင်သွေးတွေကလည်းလေထဲမှာပြန့်လွင့်သွားပြီးမဲမောင်နေတဲ့မိခိုးငွေအဖြစ်ပြောင်းလဲသွားခဲ့တာပါ။ဒါကမိုးမိုးထိုးလိုက်တဲ့ဓာတ်ဟာဘယင်စီကကုံမန်ကျိန်စာတိုက်ခဲ့တဲ့ရေနဲ့ထိတွေ့ပြီးသားဖြစ်နေလို့ပါ။နောက်ဆုံးမှာတော့ငေါင်းတစီတွေကိုမွေးဖွားပေးခဲ့တဲ့ခမာလူမျိုးတွေရဲ့မော်အဆန်းဟာလည်းရေထဲမှာလုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။အဲဒီနောက်မိုးမိုးကလည်းကိုကျော်ရဲ့ခန္ဓာကိုယ်ကိုရေထဲကနေဆွဲတင်ပြီးစိုးရင်တကြီးနဲ့ပြပြသားလေးမေးလိုက်ပါတယ်။မိုးဆိုးကြီးအဆင်ပြေရဲ့လား။ဒီအခါကိုကျော်ကအသက်ရှူသံတိုးပြီးတုံရင်နေတဲ့အတန်နဲ့မိုးမိုးကိုပြန်ပြောလိုက်ပါတယ်။ငါအသက်မရှင်တော့ဘူးထင်တယ်မိုးမိုး။ကိုကျော်ရဲ့စကားကြောင့်မိုးမိုးရဲ့ရင်ဘတ်တစ်ခုလုံးတဆစ်စစ်နာကျင်သွားခဲ့ပါတယ်။ဒါကြောင့်သူမကအာအင်ကုန်ခန်းနေတဲ့ကိုကျော်ကြီးကိုကြည့်ပြီးစိတ်ထဲမှာရှိတဲ့စကားလုံးတွေကိုထောက်ပြောလိုက်ပါတော့တယ်။မဟုတ်ဘူးအဲ့လိုမပြောပါနဲ့။ကျမရှင့်ကိုရှစ်တယ်။ရှင်အခုသေလို့မရဘူးနော်။မိုးမိုးရဲ့စကားကိုကြားလိုက်ရတော့ကိုကျော်ကအသက်ကိုပြင်းပြင်းရှူလိုက်ပြီးအပြုံးတပွင်းနဲ့အခုလိုပြန်ပြောလိုက်ပါတယ်။ဟုတ်ပြီလေဒါဆိုငါမသိတော့ဘူး။အဲ့လိုပြောပြီးကိုကျော်ကလဲနေရကနေထားရလိုက်ပါတယ်။မိုးမိုးကတော့အခုချိန်ထိဘာမှနားမလည်သေးတဲ့ပုံစံနဲ့ကိုကျော်ကိုကြောင်ကြည့်နေပါတယ်။ဘာကြောင့်လဲဆိုတော့သူမထိုးလိုက်တဲ့ဓာတ်ကကိုကျော်ရဲ့ခန္ဓာကိုယ်ဖောက်ထွင်းသွားတယ်ဆိုတာသူမသိနေခဲ့လို့ပါ။အဲ့ဒီအချိန်ကိုကျော်ကမိုးမိုးရဲ့ဆန်တွေကိုအသာအရာတက်ပေးပြီးရေမောရင်းနဲ့အခုလိုပြောလိုက်ပါတယ်။အော်အဲ့ဒီတန်ရလားငါလည်းဘယ်လိုဖြစ်သွားလဲမသိဘူး။ရုတ်တရက်ပျောက်သွားတာ။အဲ့ဒီဓာတ်ကငေါင်းတစီကိုပဲတက်ရောက်မှုရှိပုံရတယ်။ကိုကျော်ရဲ့စကားကြောင့်မိုးမိုးကအနှဲငယ်ဒေါသထွက်ပြီးအခုလိုပြန်ပြောလိုက်ပါတယ်။ဒါဆိုဘာလို့ရှင်မပြောတာလဲ။ငါသာပြောလိုက်မယ်ဆိုရင်မင်းရဲ့ပါဇက်ကနေချစ်တယ်ဆိုတဲ့စကားကိုငါကြားရပါဦးမလားမိုးမိုး။အဲ့ဒီစကားကြောင့်မိုးမိုးကမျက်ရည်တွေနဲ့ရေလိုက်ပြီးကိုကျော်ရဲ့ရင်ဘတ်ကိုအားကုန်ထုလိုက်ပါတယ်။
သူမဘာမှမပြောခင်မှာပဲကိုကျော်ကသူမကိုဖတ်ထားလိုက်ပါတော့တယ်ဒီတစ်ခါမှတော့သူတို့နှစ်ယောက်ရဲ့ကြားမှာတခြားစကားလုံးတွေမလိုအပ်တော့ပါဘူးမင်းရဲ့လေးဖို့နဲ့များအတွက်တခုခုအစားထိုးပေးရမယ်ဆိုရင်ဒီနေ့ကစပြီးငါရဲ့နှလုံးသားနဲ့အသက်ကိုပေးမယ်ငါရဲ့အသက်ရှူတဲ့တိုင်းဟာမင်းအတွက်ပဲဖြစ်လိမ့်မယ်ကိုကျော်ရဲ့စကားကြောင့်မိုးမိုးဟာမျက်လုံးပြူသွားပြီးအံ့ဩစွာနဲ့ပြန်ပြောလိုက်ပါတယ်။အိုးရှင်ဘာရီပြောနေရလဲ။ကျမအရေးပြောတော့မယ်နော်။သူတို့နှစ်ယောက်ကတယောက်ကိုတယောက်စိုက်ကြည့်ရင်မျက်လုံးတွေကနေပဲသူတို့ရဲ့ရင်ခုန်သံတွေကိုဖော်ပြနေကြတာပါ။အဲဒီနောက်မှာတော့ဖြည်းဖြည်းချင်းနီးကပ်သွားပြီးနက်နက်ရှိုင်းရှိုင်းနမ်းရှိုင်းလိုက်ကြပါတယ်။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာဘဝကိုအတူဖြတ်သန်းသွားမယ့်ဆုံးတွေအဖြစ်ပျော်ရွှင်စွာစတင်လိုက်ကြပါတော့တယ်။ဒီနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ရှင်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။